cái bỏ của ná đấy nghe hả tích cái của xây cha lô ná là có ở đầu mạng của xây cha lô ná là tích cái của dòng gì lô ná mi đấy nghe hả tích cái chỗ đấy chứ tích cái chỗ này thì bùi bùi ở đầu mạng của dòng gì là nghe đây hả bé tích cái mà bé ná ná sắp biến thành bịကောင်းကင်ကြီးကိုပိုင်ဆိုင်ခွင့်ရှိတဲ့ငှက်တွေတို့နိုင်ငံပါရှိခဲ့ပြီအမြင့်ဆုံးနဲ့အဝေးဆုံးကိုပြန်ခဲ့တဲ့ငါတို့ရဲ့စံထားလောက်တဲ့ငှက်ကြီးကတော့ဘိုလ်ချုပ်အောင်ဆန်းပါပဲ Hello အားလုံးတာလီဆိုပါဟုတ်ပါရဲ့ကျွန်တော်နာမည်ကတော့မြူထူအောင်ပါမြောင်နေကပိုင်းဒီနေ့ကလေးတောင်းနေပြီကပညာပြီးရှိတစ်ခုတောင်းစားလာဖို့ Friday နာတော့နဲ့အားလုံးတွေကိုတင်တော်ကနေပြီကတာလီဆောင်နဲ့ကာရောပါလို့နှုတ်ခွန်းဆက်တာပါရင်းနဲ့အခုချိန်ကမှကျွန်တော်ပေါ်လာဖို့ကန်နာဒီကကြားခဲ့စား ground order ဒီလေးဆိုပြီးလူဒီယောကြီးတန်ဖိုးဆိုရအတိုင်းတာရဲ့နောက်ပြီးရဲ့အဆုံးကြားရရဲ့အနေထားဒီကို proper လာဖို့ Friday တော့နဲ့အဲ့ဒါနဲ့ကျွန်တော်ဒီ video function နဲ့ပြီးအတူတူ click ခဲ့ပါမယ်နဲ့ပထမအဆုံးကျွန်တော် portion ရစကားကနေပြီးsite ဘောင်ကောင်းဝင်ငါ1000နာလိုရတယ်ဆိုဆိုပိုင်းလေရစကပုံနဲ့ကျွန်တော်ကတော့ကြာကြီးငါ1000တော့မ price site ဘောင်တဘောင်ဝေး price အရင်တော့နဲ့ဇာဘဝမ pro site ဘောင်ကြီးတဘောင် price ခိုင်းငါ1000မက1000လည်းလာနာလိုရဒါပေမဲ့အကိုင်းကိုတော့ကနေပြီးမရှိုးစီဆောင်ပိုင်းနော်ရပိုင်းအနေထားဒီရပိုင်းပုံသဏ္ဍာန်မျိုးနဲ့နေပြီးကျွန်တော်ဇာရေးဆရာကြီးဦးဖုံးတာတူပရောထားတဲ့ဗီဒီယိုဖိုင်ရှင်ကိုနေပြီးကျွန်တော်တပြောင်းသဘောကျလို့သူဗီဒီယိုဖိုင်ရှင်ကိုနေပြီး reach လောကောင်ဖိုက်ပဲနဲ့ဒါဆိုတော့သူပရောထားရဲ့စကားဒီထင်မှနေပြီးအဒိဗီဒီကအများကြီးပါပိုင်းနော်ရဆိုတော့ကျွန်တော်ဒီစားပြီးခဲ့ပါမယ်အဲ့ဒါနဲ့စာရေးဆရာဦးဖုံးတာတူခုနကဇာဘရခလေးဆိုတော့ကျွန်တော်နဲ့ဒူလိုက်ခဲ့မနဲ့တစ်ကိုင်းပေါ်ကိုနားတဲ့ငှက်ဟာတစ်ကိုင်းကိုစိတ်ချလို့နားတာလားကို့အတောင်ပံကိုစိတ်ချလို့နားတာတစ်ကိုင်းဒီမှာ project ကကြားရတဲ့ problem ဆိုရင်တိုက်ကိုင်းကိုလည်းငါတော့ဝိုင်းပြီးနားဖို့လာရတဲ့အချိန်ကတိုက်ကိုင်းကိုနေပြီးရုံခရီလို့နားဆိုလားအမောကို့အတောင်ပံကိုရုံခရီလုံးနေပြီးရောက်အဆိုင်ကိုင်းကိုနားစလားလဲပရောဒါနဲ့ရောက်စာသားရဲ့အထိပ္ပယ်ဘယ်လောက်ထိလေးအထက်ဝန်လေးနာရီဆိုစာပြီးပန်ခဲ့ပါမနဲ့အဲ့ကိုယုံကြည်လို့နားမိတဲ့ငှက်ဟာတစ်ကိုင်းကျိုးတဲ့အချိန်တစ်ကိုင်းကျိုးနဲ့အတူဒီပွဲဝင်ရတယ်အတောင်ပံကိုယုံကြည်တဲ့ငှက်တိုင်းဟာဘယ်တစ်ကိုင်းမှာပဲနာဆက်ပြန်တမ်းပြီးကောင်းကင်ကြီးကိုပိုင်ဆိုင်ခွင့်ရှိတဲ့ငှက်တွေတို့နိုင်ငံပါရှိခဲ့ပြီအမြင့်ပြုံးမိုင်းရဲ့ဇာလုံးရှိတယ်ဇာမမိုင်းလေးဆိုရင်အတိတ်ရှိစောကိုကျွန်တော်ကနေပြီးအခုကလီချုံနေအခုရောညီမရောအမရောဒီကိုနေပြီးထောက်ပါဆိုပါရင်တော့ဒါမလို့လေဆိုရင်ကိုနေပြီးရုံကရီမုံမရှိဘင်းနဲ့ဇာအရာကိုလည်းသားနေပြီးလာမလုပ်ခီပိုင်းတော့လာလုပ်ခီကိုကာဘေးနေပြီးအခုနာကနေပြီးဆိုင်စရာဥဖုံပရခါဆိုပဲဒီဘေးဝါဟိုပိုင်းနော်အရပိုင်းနဲ့နေပြီးကျွန်တော်တို့ဒီမြန်မာနိုင်ငံထဲမှာပိုင်းနော်တန်ရတဲ့အားလုံးပါပြီးမြန်မာနိုင်ငံတနိုင်ငံလုံးထဲမှာကိုအတောင်မဲ့ကိုယုံကြည်ပြီးနာခရလူဆိုအသူလေးလက်ရအောင်လင်းပြီးထိုးလူပြီးပေါ်ထောက်ပိုင်းနော်ကျွန်တော်စာကြီးခဲ့ပါမလဲကျွန်တော်ကနေစကားနေနဲ့ခရီးတယ်လို့စာကြီးခဲ့ပါမယ်ဒိဗစ်တပြောင်းအများကြီးရှိပါအရင်ဆုံးနဲ့အဝေးဆုံးကိုပြန်ခဲ့တဲ့ငါတို့ရဲ့စံထားလောက်တဲ့ငှက်ကြီးကတော့ဘိုလ်ချုပ်အောင်ဆန်းပါပဲအမောင်ဆုံးနဲ့လည်းအဝေးဆုံးကိုပြန်နိုင်ခရလူဆိုမြန်မာနိုင်ငံမှာတယောက်တည်းရှိလဲဒါနဲ့ဆိုင်စာကြီးဥဖုံးကကြားခဲ့ဘိုလ်ချုပ်အောင်ဆန်းကို
ဘူရှုံမူကြီးဘူရှုံပိုင်နော်ဘူရှုံအောင်ဆန်းကိုနေမိကရှာပလာလို့လာခပါရီအဲ့ဒါနဲ့ဒီဥပ္ပဘရဟရဲ့စကားဒီထဲမှာတပြောင်းကိုလင်းနာဖို့ကောင်းရယ်ဘဝကြီးအတော့ပိုင်နော်ဘဝကြီးအတော့လင်းနာဖို့ကောင်းရယ်စကားလုံးဒီအများကြီးအနိုင်တာရပါရဲဆိုတော့ကိုနေပြီးဒီဗီဒီယိုရှင်နဲ့နေပြီးရှာပလာလာခေါင်းဖိုက်ပါနေအဲ့ဒါနဲ့ကျွန်တော်ဒီနေပြီးနောက်ထပ်အစားကောင်းနေပြီးထောက်ပံ့ခဲ့မယ် တစ်ကိုင်းတစ်ကိုင်းပေါ်ကိုနားတဲ့ငှက်ဟာတစ်ကိုင်းကိုစိတ်ချလို့နားတာလားကို့အတောင်ပံကိုစိတ်ချလို့နားတာတစ်ကိုင်းကိုယုံကြည်လို့နားမိတဲ့ငှက်ဟာတစ်ကိုင်းကျိုးတဲ့အချိန်တစ်ကိုင်းကျိုးနဲ့အတူဒီပွဲဝင်ရတယ်အတောင်ပံကိုယုံကြည်တဲ့ငှက်တိုင်းဟာဘယ်တစ်ကိုင်းမှာပဲနာနာဆက်ပြန်တမ်းပြီးကောင်းကင်ကြီးကိုပိုင်ဆိုင်ခွင့်ရှိတဲ့ငှက်တွေတို့နိုင်ငံပါရှိခဲ့ပြီအမြင့်ဆုံးနဲ့အဝေးဆုံးကိုပြန်ခဲ့တဲ့ငါတို့ရဲ့စံထားလောက်တဲ့ငှက်ကြီးကတော့ဘိုလ်ချုပ်အောင်ဆန်းပါပဲ အဝိဆုံးနဲ့အမလောင်ဆုံးကိုပြန်တန်းနိုင်ပြီငါကတော့နေပြီဘူချော့အဆန်းပါအဲ့တော့ねကျွန်တော်ဒီဗီဒီယိုရှင်နဲ့နေမိကပြီးချောင်းရမိုက်ဆက်ကကြားခဲ့အဝိဆုံးနဲ့အမလောင်ဆုံးကိုပြန်တန်းနိုင်ဖို့ဆိုရယ်စာပိုင်ကိုနေပြီးနောက်ကထားပြီးပထမဆုံးပရလာခါရဲ့စကားရှိကိုနေပြီးတပြန်သဘောကြပါရီဒါဘယ်လိုလဲဆိုကေသူဘခရဲ့စကားဒီမှာတပြောင်းကိုလင်းနာဆန့်ကြရစကားလုံးဒီအများကြီးပါဘော်ဒီအတွက်ရတော့ねတိုက်ပေါက်တော့ကနေပြီးစိုက်ကိုင်းကိုနေပြီးလာငါတော့ကနာဖို့ဆိုစိုက်ကိုက်ကိုယုံကြည်လို့ရာတိုက်ကိုက်ကိုနာဖို့ဆိုလားကိုအတောင်မယ်ကိုယုံကြည်လို့နေပြီးရာစိုက်ကိုက်ကိုနာဖို့ဆိုတော့ပိုင်းနာအေးကိုနာလိုက်တယ်တိုက်ကိုက်ဆိုနေပြီးအဆွေဆိုကေရာအဆွေတိုက်ခါကျိုးနေပြီးအခုပြန်လူကြပြီးရေစီပြီးဝင်လာဖို့ပိုင်းနော်ရစကားလုံးရဲ့အတေးကိုတပြောင်းထိထိဝင်ဂိုင်းပါရေလို့ရတော့ねဒီဗီဒီယိုရှင်နဲ့နေပြီးကျွန်တော်ဘရရဲ့စကားလုံးရှိတီကိုအကိုအမာတို့ကလင်းနေဖို့ဆိုလည်းလားဘ ഹു တုဒပညာသားရှိတီပါဖို့လို့ထောင်မင်းရဲ့အတော်နဲ့ဒီဗီဒီယိုဖိုင်နဲ့နေပြီးရီချလိုလိုက်ခေါင်းဖိုက်ပါနေရတော့ねဒီချူလူတယောက်ချောင်းစီတိုင်းကိုအားလုံးကြည့်စုအများကြီးတောင်းပါရေလို့အားလုံးတန်လီစုံနဲ့ကာရောပါ